အားလုံးပဲမင်္ဂလာပါဗျမင်္ဂလာရှိတယ်ညာချမ်းလေးဖြစ်ပါသေးအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါအားလုံးပဲမင်္ဂလာပါကဲကျွန်တော်မိတ်ဆွေအားလုံးပဲမင်္ဂလာပါကျွန်တော်ဒါဒီညနေရောက်တာပြန်ကနန်းနဲ့ဗျာနော်ပြန်ကနန်းနဲ့စော်သွားတယ်ပေါ့နော်ပြန်ကနန်းနဲ့လှုပ်သွားတယ်ပေါ့ဗျာနော်ပြန်ကနန်းနဲ့လှုပ်သွားတယ်ဒီညနေ3:06တယ်နော်တင်းနာနေမနက်က60 3:60ဆိုပြီးပြန်ထပ်သွားတယ်ခဲအဲ့ကြောင့်မို့ကျွန်တော်မနေ့ကကျွန်တော်ဗုဒ္ဓဦးနေလေးကိုသွားမယ်အဖွဲ့ဝင်တွေကဇာတို့ကတော့ဒါမထွက်သေးဘူးပေါ့ဗျာအခွေကတော့ထွက်သွားပြီစောစီပဲနော်အဓိကတော့ဇာတို့နဲ့အခွေနဲ့ကရောနေတာဗျာနော်အခွေနဲ့ရောနေတာဖြစ်တဲ့တမိုးကျွန်တော်မိတ်ဆွေအားလုံးကမနေ့ကတည်းကတော့လိုက်ပေးပါဇာတို့နော်အခွေရထွက်ပြီးသားဖြစ်တဲ့တမိုးအဲ့အခွေတွေကလှည့်ပြီးပြန်ခွေထွက်ဖို့ထပ်ထွက်အောင်မယ်လို့ကျွန်တော်ယုံကြည်တယ်ဗျာနော်အဲ့3509ဆိုတဲ့အဲ့အခွေရထပ်လာအောင်မယ်လို့ထင်တယ်ပေါ့နော်ကျွန်တော်တို့နဲ့ဇာတို့နဲ့ရောပြီးတော့ပေါ့နော်အဲ့ဒါကြောင့်မလို့အခွေရတစ်ပတ်လုံးဇာတို့အကျုံဝင်တယ်ထွက်ပြီးသွားပြီနော်ဇာတို့လေးကိုလည်းထပ်လိုက်ပေးစီခြင်းနဲ့မနေ့ကဗုဒ္ဓဦးနေနော်ညနေဒါပြန်ကနန်းထွက်တော့လေကြော်တယ်ပေါ့ဗျာနော်ခဲဒါကြောင့်မို့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲမနေ့ကကျွန်တော်တို့ဗုဒ္ဓဦးနေ7 နာရီတမိနစ်တော့ကိုကျွန်တော်သွားမယ်နော်ဗုဒ္ဓဦးနေ7 နာရီတမိနစ်တော့ကိုကျွန်တော်သွားမယ်အဲဒါကြောင့်ဒီဗီဒီယိုလေးကိုမင်းမကြော်ပဲတေချာလေးပြီးဆုံးအောင်ကြည့်ပြီးဖို့အားလုံးကိုမေတ္တာရက်ခံပါတယ်နော်ဒီနေ့စိတ်မာစတာကြီးဖောက်တယ်နော်အဲဒါကြောင့်မို့ကျွန်တော်မနေ့ကဗုဒ္ဓဦးနေ7 နာရီဒီနေ့ကတော့ဒါပြန်ဒီညနေပြန်ကနန်းဗျာနော်ပဇာနာကပ်ပြီးမှနော်ပဇာနာကပ်ပြီးမှနော်3:6နဲ့နော်ထားလိုက်ပါခဲအဲ့ဒီကြောင့်မို့ကျွန်တော်မနက်ဖြန်ကျွန်တော်ဗုဒ္ဓဦးနေ့7 နာရီတမိနစ်ကိုကျွန်တော်သွားမယ်နော်ဗုဒ္ဓဦးနေ့7 နာရီတမိနစ်ကိုကျွန်တော်ကံမဲ့ဝန်းချင်းလေးကတော့9:3ဝန်းချင်းဖြစ်ပါတယ်နော်9:3ဝန်းချင်းဖြစ်ပါတယ်ကဲ9:3ဝန်းချင်းမှာကျွန်တော်ကလေးကနေ9နဲ့ပတ်သက်လာရင်ဘာလေးအကြိုက်လဲဆိုရင်9နဲ့ပတ်သက်လာရင်9နဲ့9 4 9ခွန်9 9နော်9နဲ့ပတ်သက်ရင်9နဲ့9 4 9ခွန်9 9နော်ဝန်းချင်းက9:3 9နဲ့ပတ်သက်ရင်9နဲ့9 4 9ခွန်9 9နော်9နဲ့ပတ်သက်ရင်9နဲ့9 4 9ခွန်9 9နော်ကဲ3ညနဲ့ပတ်သက်ရင်ကြတော့3ညနဲ့3ည4 3ညခွန်3ည9နော်3ညနဲ့ပတ်သက်ရင်3ညနဲ့3ည4 3ညခွန်3ည9နော်ဒါ3ညနဲ့ပတ်သက်ရင်3ညနဲ့3ည4 3ညခွန်3ည9နော်9နဲ့ပတ်သက်ရင်9နဲ့9 4 9ခွန်9 9 3ညနဲ့ပတ်သက်ရင်3ညနဲ့3ည4 3ခွန်3 9နော်ကဲကျွန်တော်အဲ့ဒါပြီးဗာလေးသွားမလဲဆိုတော့နံပါတ်စိတ်မာစတာကီးကတော့4-2ကီးပေါ့ဗျာနော်4-2ကီးကို့မှာဝမ်းချင်းရှိရလုံးမှာရှိတော့တတိတော့ထားပေါ့ဗျာနော်ဒီနေ့တော့ဖောက်သွားတယ်နော်9-3ညကိုကျွန်တော်က2 4ခွန်9နဲ့ကပ်ပေးထားတာပါ9-3ညအောင်နော်9နဲ့9 4 9ခွန်9 9 3ညနဲ့3ည4 3ညခွန်3ည9ကဲဒါပြင်ကျွန်တော်ကြိုက် main တင်ခွက်ပြောမယ်အဲ့ဒါမှဗုဒ္ဓဦးနေ့ကိုကျွန်တော်ကြိုက် main တင်ခွက်ကတော့3ည3ရယ်3ည4ရယ်2 9တယ်ဖြစ်ပါတယ်2 9ကတော့သူက6နောက်ထိုင်ထွက်ပြီးရင်လိုက်တယ်လို့တော့အရင်တော့ရှိတယ်ပေါ့နော်6နောက်ထိုင်ထွက်လို့ရှိရင်2 9 9နှစ်ဆိုတဲ့ကဏ္ဍကလိုက်တယ်နော်လိုက်မလိုက်တော့လဲစောင့်ကြည့်ရမှာပေါ့နော်အဲ့ကြောင့်ကျွန်တော် main တင်ကွက်ထဲမှာကျွန်တော်ဒီဘက်ထဲမှာနည်းနည်း2 9တစ်ကွက်တတိထားပါဗျာ6နောက်ထိုင်ထွက်ပေါ့နော်ကြံပွဲမှာပေါ့နော်တတိထားပါ2 9ဆိုတဲ့ကဏ္ဍနော် main တင်ကွက်ကတော့3ည3ရယ်3ည4ရယ်2 9ရယ်ဖြစ်ပါတယ် main တင်ကွက်နော်3ည3 3ည4 2 9 main တင်ကွက်ဖြစ်ပါတယ်နော်ဟုတ်ပြီလားခင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲဗီဒီယိုလေးတင်တာလည်းနောက်ကျသွားနော်အားလုံးပဲမင်္ဂလာရှိတဲ့ဗုဒ္ဓဦးနေ့ကိုပိုင်ဆိုင်ကြပါသေးဒီဗီဒီယိုမြင်တဲ့သူတွေအားလုံးပဲနော်ကဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးမတက်တာပါခွန်းနိုင်ပါအိမ်မက်လာမကြပါသေးဗျအားလုံးကျေးဇူးတင်ပါတယ်